အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Google Scholar PDF Reader ဆိုတဲ့ Chrome extension လေးတစ်ခုကြောင့် sharing လုပ်ပေးချင်တာပါဒီ Chrome extension လေးကပုံမှန် Google Chrome PDF Reader တဲ့ဘာပိုကောင်းလဲဆိုတော့ပုံမှန်တိုင်းဆိုကျွန်တော်ကဒီမှာဒါ PDF Reader ပေါ့နော်တခါလေး research paper တွေဖတ်တယ်ဆိုရင်ဒီမှာသူ့ရဲ့ထဲမှာ default အနေနဲ့ပါတဲ့ဟာဒီမှာ citation တွေဘာတွေက edit မဖြစ်ဘူးမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်တခါလေးဟိုအောက် reference section ကိုပြတာပေါ့နော် test တွေနဲ့အသေးပြတဲ့ပုံစံမျိုးဖြစ်တယ်ဒီကောင်ကသုံးလိုက်မယ်ဆိုရင်ဒီကောင်ဘယ်လိုလေးဖြစ်မလဲဆိုတော့ဒီမှာတော့အဲ့လိုမျိုးအရှင်လေးဖြစ်သွားမယ်ပြီးသွားလို့ရှိရင်ကျွန်တော်က overview ကြည့်လို့ရမယ်တခါလေး Google Scholar ကနေပြီးတော့ information တွေတန်းပြီးတော့သိရမယ်ပေါ့နော် citation ရေးအတွက်တွေရောဘာတွေရောတော်တော်များများတော့တခါလေး on the spot ကြည့်လို့ရမယ်နောက်တစ်ခုက AI ကနေပြီးတော့ outline ထုတ်ပေးမယ်ပေါ့ပုံမှန်တိုင်းဆိုလို့ရှိရင်သူ့မှာဒီ table of content နေနဲ့ပါပြီးသားတွေရှိတယ်ဆိုပေမဲ့ဒီကောင်နဲ့ဒါဆိုလို့ရှိရင်ဒီ AI နဲ့ထပ်ပြီးတော့ outline ထုတ်ပေးတာမျိုးပေါ့တချို့မပါခဲ့ဘူး table of content မပါတဲ့ paper တွေဆိုတော့သူက outline ထုတ်ပေးရပေါ့နော်တော်လေးအဆင်ပြေတဲ့ဟာနောက်ထပ်ကတော့ကျွန်တော်ဒီမှာ highlight တွေပါလုပ်လို့ရမယ်ဒါတွေကပုံမှန်တိုင်းလုပ်လို့ရတဲ့ဘိုင်းတွေပဲပေါ့နော်နောက်တစ်ခုကောင်းတာတော့ဒီမှာ night mode ကျွန်တော် on လုပ်ရတယ်okay နောက်တစ်ခုကတော့တကယ်လို့စိတ်ပါတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ paper ကိုဖတ်နေတဲ့ထဲက paper တွေကိုတချို့ဟာတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Google Scholar Library တွေကိုလည်းထည့်လိုက်လို့ရတယ်တခါလေး citation information တွေလည်းထုတ်ကြည့်လို့ရတယ်ပေါ့နော်ဒါလည်းတော်တော်လေးကိုကောင်းပါတယ်ပြောတာကြီးများပြီဆိုတော့ကျွန်တော်ဒီမှာ add to Brave ဆိုပြီးတော့ကျွန်တော်က install လုပ်လိုက်မယ်ဒီကောင်က Chrome extension ဖြစ်တဲ့အတွက်ကြောင့်ဒီ Chromium အခြေခံထားတဲ့ browser တွေမှာသုံးလို့ရတယ် Google Chrome တို့ပြီးတော့လို့ရှိရင် Microsoft Edge တို့နောက်ပြီးအခုဒီလိုမျိုး Brave browser တို့လိုမျိုး browser တွေမှာသုံးလို့ရတယ်ပေါ့နော်အလုပ်လုပ်တဲ့အဆင်ပြေတယ်။ Okay ကျွန်တော်တို့ဒီမှာတွင်းပြီးသွားပြီဆိုတော့ဒီမှာပင်ထောက်ထားပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့ edit ဖြစ်မဖြစ်ကြည့်လို့ရမယ်။ Okay ဒီ paper လေးကိုကျွန်တော်တစ်ချက်ဒီမှာငကူ Google Chrome default ဟာကြီးကနေပြီးတော့ဒီကောင်လေးဖြစ်သွားပြီဆိုတော့ချက်ကြည့်ရအောင်ပေါ့နော်ဒီမှာ view PDF နဲ့ထောက်ကြည့်မယ်ဒီခေါက်ကြရင်တော့ဒီမှာဒီကောင်လေးနဲ့သုံးသွားပြီ Google Scholar PDF reader လေးနဲ့သုံးသွားပြီ citation လေးတစ်ချက်ကြည့်အောင် okay ဒီမှာ citation ကအရှင်ဖြစ်သွားပြီပေါ့နော်တခါတည်း on the spot ကြည့်လို့ရမယ် on the spot ဖတ်လို့ရမယ်ဘယ်လောက် citation တွေရှိလဲဒီမှာတကယ်လို့ PDF ကိုထပ်ဖတ်ချင်တယ်ဆိုရင်ဒီမှာ new tab နဲ့ခေါ်ပြီးထပ်ပြီးတော့လည်းဖတ်လို့ရမယ်တော်တော်လေးအဆင်ပြေသွားပြီเนาะတော်တော်လေးမိုက်သွားပြီဒါ citation တွေအားလုံးကိုတခါတည်းသူဒီတက်သိတာပေါ့နော်မှန်လားဆိုနေဒီအဖေး paper ကိုပြောတာလဲဒီ paper နဲ့ပတ်သက်ပြီးတော့တခါတည်းလုံးဝမိုက်တယ်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကဒီမှာ AI ကထုတ်ပေးထားတဲ့ outline နဲ့ကျွန်တော် jump လုပ်ပြီးတော့ကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ paper ပေါ်မှာမူတည်ပြီးတော့သူ AI ထုတ်ပေးထားတဲ့ဘိုင်းတွေပေါ့နော်ဒါကသူ့ရဲ့ table of content နဲ့တော့နည်းနည်းလေးတော့ကွဲလွဲမှာပေါ့နော်ဒါ table of content သူပေးထားတဲ့တဲကဒါသူတို့ပေးထားတဲ့တဲကအတိမဟုတ်ဘဲနဲ့ဒါကတော့ AI ထုတ်ပေးတဲ့ outline ပေါ့ okay ဆိုတော့နောက်ထပ်တစ်ခုဘာလုပ်လို့ရသေးလဲဆိုတော့ဒီမှာလေ dark mode night mode ကိုဖွင့်ကြည့်လိုက်ဗျာလုံးဝ share ပဲเนาะဖတ်ရပြရတာမျက်လုံးသက်သာသွားပြီတော်လေးအဆင်ပြေတယ်ဒီ night mode ကတော်လေးကောင်းတယ်သူအဓိကတော့အဖြူကိုအမဲကိုအဖြူဆိုဒီ inverse လုပ်ပြီးတော့ပြပေးတဲ့ပုံစံပြောင်းပြန်လုပ်ပြီးတော့ပြပေးတာမျိုးပေါ့နော်ကျွန်တော်ကြည့်သလောက်တော့တော်တော်လေးဖတ်လို့ပြလို့ပိုပြီးမျက်လုံးအေးရပေါ့နော်ကိုကဒီ dark mode တွေ night mode တွေသုံးရတာကြိုက်တဲ့လူဆိုရင်ဒါလေးကတော်တော်အဆင်ပြေပါတယ် okay ပါဆိုတော့ဒီ Chrome extension လေးအကြောင်းကို sharing လုပ်လိုက်တာဖြစ်ပါတယ်နောက်ထပ်ဘယ်လိုမျိုးသုံးဝင်တဲ့ video လေးတွေကျွန်တော်ထပ်ပြီးလုပ်ပေးပါအောင်မယ်ကျွန်တော်ကိုယ်တိုင်ပြန်ကြည့်ရင်လည်းကြည့်လို့ရအောင်တော့တခြားလူမသိသေးတဲ့လူတွေလည်းသိသွားအောင် sharing လုပ်လိုက်တာဖြစ်ပါတယ်ဟုတ်မယ်ကြည့်လို့ပါ